Gongshibetana Kasavana Shimia, I go beaming lava spot at Mood Channel and Jus over there, could you not insert me as a dringado? Ninga Mashibang Sake, the Bumoutin and Mayutin, your person, Ham, your tin, Kabumoutin, net the petco, Nagosi, the Jackie B. Away Queen Ma, the Mane Bejina Kea Bade, Manchester United tin Dugaro. The poema they would see Mataya de go yet John 9 poeco, yet good care about it. Harry McQuaya de from Bogo, Penity, PKya, P and E, got TK made the bones and their Jugun can. The bones and their Jugun can Kaya are Mac Diago, Toyko Penity, PK de Dangoya Caro, me Kuntoxia, PK about it. ပထမပိုင်းမှာက United တို့အနေနဲ့အခွင့်အရေးတွေဖြုံးတီးခဲ့တာတွေကြောင့်လဲအခုကိုတည်ပွဲနဲ့အဆုံးသတ်သွားခဲ့ရတာလည်းဖြစ်ပါတယ်ပထမပိုင်းမှာတော့ United တို့အနေနဲ့အခွင့်အရေးတွေဖြုံးတီးခဲ့တာကြောင့်အခုကိုတည်ပွဲနဲ့အဆုံးသတ်သွားခဲ့ရတာဖြစ်ပါတယ်ပွဲကိုဖျက်လို့ရအချိန်မှာအာမတ်ဒီယာကိုအနေနဲ့ဖြုံးတီးနေခဲ့တာကြောင့် United တို့အနေနဲ့ပြန်ပြီးပေးဆက်ခဲ့ရတာကြီးမားခဲ့ပါတယ်မယူနိုင်တဲ့အသင်းတို့ကတော့ဒုတိယ9ရအပြည့်မှာဘုံမောက်အတင်းရဲ့ကစားပုံအတော်ကောင်းခဲ့ပြီး United ကိုအကောင်းဆုံးဖိအားပေးနိုင်ခဲ့ကိုပီနန်တီပါပေးလိုက်ရပြီး Harry Maguire ပါအနီကထိခဲ့ရပါတယ် United တိုက်စစ်မှာကူညာတယောက်ပဲအလုပ်ဖြစ်ခဲ့ပြီးအမတ်ဒီယာကိုနဲ့အဘူမိုဒိုကတော့ပုံမှန်ချေဆန်အောက်ရောက်နေတာတွေ့ရပါတယ်အနိုင်ရတင်ပေမဲ့မထင်မှတ်တဲ့ဘုံမောက်ရဲ့ကိုးတွေကြောင့်တယောက်ပါရောက်သွားခဲ့ကိုမယွာတင်ဟာတရေတမတ်နဲ့ပဲကျင်းခဲ့ရပါတယ်ဒီပွဲမှာတရေရရဖြစ်ခဲ့တာကြောင့်မယွာတင်ဟာအမတ်ဆုံးခဲ့ပြီးအစင်လေးနေရာက S ဆွန်ဘီလာတင်နဲ့လေးမတ်ပဲကွာဟာခဲ့ပါတော့တယ်ပွဲပြီးမှာမယူနီပြမက်ကကရစ်ကအခုလိုပဲပြောကြားလာတာတွေ့ရပါတယ်ကျွန်တော်တို့နောက်ထပ်ပီနတီတကုံထက်ရတင်တယ်ထင်ပါတယ် Harry Maguire ရဲ့ဖြတ်ထုတ်ပုံကိုပီနတီပေးမယ်ဆိုရင်အမတ်ဒီယာကိုဖြတ်ထုတ်ခဲ့တဲ့အကုံကိုလည်းပေးရမှာပါကျွန်တော်အမြင်ရတာကတော့အခြေအနေတစ်ခုစလုံးကအတူတူပါပဲလက်နဖက်နဲ့ဆွဲထားခဲ့တာပါဘေကိုပဲဖြစ်ခုတော့မာသွားခဲ့ပါပြီဒါပေမဲ့တစ်ခုကိုပေးပြီးနောက်တစ်ခုကိုမပေးတာကိုတော့ကျွန်တော်နားမကြိုင်နိုင်ဘူးတကယ်ကဒစ်ပဲမရှိတာပဲကိုထင်ပါတယ်အရန်ကိုစိတ်ပြတ်စရာကောင်းခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲကိုပွဲပြီးမှာမယူနီပြမက်ကကရစ်ကပြောကြားလာတာတွေ့ရပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့အကစားဒီနဲ့ဘုံတည်များကိုကျွန်တော်တက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe နဲ့အားပေးတော့ပါအောင်လို့ကျွန်တော်မတိုက်ခံချင်ပါတယ်အမှားများပါရင်လည်းကျွန်တော်ကိုခရီးကိုပြကြပါကိုပြောကြားချင်ပါတယ် Sport and Mood Channel ကိုကြည့်စုတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်